ကဲမိတ်ဆွေတို့ပေါ့နော်ဒီနေ့ကတော့ကျွန်တော်ဒီ gaming setup ဆင်တဲ့အခါမှာကျွန်တော်က 4K monitor နဲ့သုံးပါလား 2K monitor နဲ့သုံးပါလား 4K monitor နဲ့သုံးပါလားအဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကုန်မဲ့ budget ကဘာမှမဆိုင်ပါဘူးအဓိကအဲ့ပုံမှာမူတည်ပြီးတော့သုံးပြရမယ့် graphic card ကလောင်းဝမတူပါဘူးအဲ့ဒါလေးကိုကျွန်တော်ရှင်းပြပေးမယ်။ဘာကြောင့်လဲဆိုတော့အခုရက်ပိုင်းက customer တွေကဗျာသူတို့ကbudget ကတ်တွေတုံးပြီးတော့ monitor ကျတော့ 2K တွဲမယ် 4K တွဲမယ်ရုပ်ထွက်ဖို့ကောင်းအဲ့လိုအဖြစ်အပျက်မျိုးတွေများတယ်ဗျ။အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပေးပါမယ်။ရှင်းပြပေးမယ်ပေါ့နော်။အတိကတော့ကျွန်တော်ကဗျာအကယ်လို့ကျွန်တော်က gaming မဟုတ်ဘူးကျွန်တော်ကဗျာ video editing တွေလုပ်မယ်ကျွန်တော်ဒီ architect software တွေတုံးမယ်အဲ့လိုဆိုလို့ရှိရင်တော့ပြဿနာမရှိဘူး။ကိုက 2K သုံးချင်တယ် 4K သုံးချင်တယ်ရုပ်ထွက်ဖို့ကောင်းမယ်ဗျာ။ပြဿနာမရှိဘူးဘာမှဒီကျွန်တော်တို့ပေါ့နော် edit လုပ်နေတဲ့အချိန်မှာဘာမှ effect မဖြစ်ဘူးပေါ့နော်အတိကကို edit လုပ်နေတဲ့ resolution ပေါ်မှာရောမူတည်သွားမှာပေါ့ဗျာကိုက 4K video edit လုပ်နေရလား 8K video edit လုပ်နေလားနောက်ဆုံး export မှာကိုကဘယ်လောက် resolution နဲ့ထုတ်မှာလဲအဲ့ပုံမှာမူတည်ပြီးတော့အနေမြန်ကွာသွားလိမ့်မယ်ကက်ကောင်းသလိုကျွန်တော်ကမြန်မြန်နဲ့ render ပြီးမယ်နောက်တစ်ချက်ကကျွန်တော်ကဥပမာပြ 4K video edit 8K video editing တွေလုပ်မယ်ဆိုရင်ကျွန်တော်က VRAM များသလိုပို့ပြီး smooth ဖြစ်မယ် edit လုပ်နေတဲ့အချိန်မှာကျွန်တော် preview ကြည့်တာပဲဖြစ်ပို့ပြီး smooth ဖြစ်မယ်ပေါ့ဗျာဒါတွေတော့နည်းနည်းကွာသွားမယ်ဒါပေမဲ့အလုပ်ဆိုလိုချင်တဲ့အိပ်ပဲအလုပ်သမားတွေအတွက်ကအဲ့လောက်ထိအဓိကကိုယ့်ရဲ့ export ပေါ်မှာမူတည်တယ်ကို edit လုပ်နေတဲ့ resolution ပေါ်မှာမူတည်တယ်တကယ်ကိုသုံးနေတဲ့ monitor တော့ 2K သုံးရုပ်ထွက်ပိုကောင်းမယ်ဒါကတော့ man တယ် edit သမားတွေကတော့အဲ့လောက်ထိအရေးမကြီးဘူးဒါပေမဲ့ gaming မှာကျတော့အရန်ကွာပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကကိုသုံးတဲ့ monitor ရဲ့ resolution ပေါ်မှာမူတည်ပြီးတော့ graphic card က render လုပ်ပေးရမယ့် frame တွေ render graphic card ကလုပ်ပေးရမယ့်အလုပ်တွေဘာမှမဆိုင်ပါဘူးအဲ့ဒါကြောင့်မလို့ backup တွေဆိုလို့ရှိရင် Full HD အတွက် backup တွေဆိုလို့ရှိရင် 2K resolution အတွက် backup တွေဆိုလို့ရှိရင် 4K resolution အတွက်ကျွန်တော်ရှင်းပြပေးမယ်အဓိကဗျာကျွန်တော်တို့ကbudget သွားမှာဆိုလို့ရှိရင်ကျွန်တော်ဒီ RTX 3050ရှိမယ်ပေါ့နော် RTX 3050ပြောမှဆိုတော့သူက Full HD ကတ်ပါFull HD ကတ်ဖြစ်ပြီးတော့သူကလုံးဝ budget friendly ပေါ့ဗျာပြောမှဆို budget ဈေးအနှိမ့်ဆုံး set တယ်ပေါ့နော်သူကတော့ကျွန်တော်ဒီ online game ပေါ့နော် online game တွေတော်တော်များများ multiplayer game တွေဆိုလို့ရှိရင်တော့ resolution အမြင့်ဆုံးနဲ့ကစားလို့ရပြီဒါပေမဲ့graphics စားတဲ့ AAA တိုက်တဲ့ game တွေဆိုလို့ရှိရင်တော့ဒီကောင် medium resolution လောက်နဲ့တွားပြီးကစားလို့ရတယ်သူထက်နည်းနည်းမြင့်တာဆိုလို့ရှိရင်တော့ RTX 50ရှိမယ် RTX 5060ရှိမယ်အဲ့နဲ့ကတ်ပေါ့နော်အဲ့နဲ့ကတ်ကျတော့နည်းနည်းပြောမှဆိုရှင်ပေါ့နော်ကျွန်တော်ကtriple A တဲ့ game ပါကျွန်တော်က high setting တို့ ultra setting တို့ထားလိုက်မှဆိုရှင် FPS 60ကျော်ပြီဗျကျွန်တော်က game နိုင်မနိုင်ကကွန်ပျူတာနဲ့ပတ်သက်တာအဓိကကျွန်တော်က FPS ပဲကြည့်ရမှာပါ normal အဖြစ်တော့ FPS က60ကျော်ပြီဆိုလို့ရှိရင်ဒါလုံးဝ smooth ဖြစ်ပြီ60ကျော်လို့ရှိရင်တော့ကျွန်တော်ကလုံးဝကောင်းနိုင်ပြီလို့ယူဆလို့ရပါတယ်ကျွန်တော်ဒီလုံးဝကြည့်နေတဲ့ကျွန်တော်ရဲ့ visual feeling နဲ့လုံးဝအကောင်းဆုံးဖြစ်မှာပေါ့ဗျာ 60 FPS above ဆိုလို့ရှိရင်တော့လုံးဝ playable FPS ပေါ့နော်အဲ့တော့ကျွန်တော်က50နဲ့5060ပြောမှဆိုလို့ရှိရင် Full HD မှာတော်တော်သုံးရတဲ့ကပ်ပါလုံးဝအဆင်ပြေတယ်ဘယ် game လာကျွန်တော်က resolution မြင့်နဲ့ရုပ်ထွက်ကောင်းတဲ့ FPS များထွက်တဲ့ကတ်ပေါ့နော်နောက်တစ်ကတ်တော့ RTX 5060 Ti 16GB ပေါ့နော် RTX 5060 Ti 16GB က Full HD မှာဆိုရှင်ဒါလုံးဝ overkill ပဲပြောမှဆိုရှင်သူ့ထက်ကောင်းဖို့မလိုအပ်ဘူး Full HD ဆိုလို့ရှင်ကျွန်တော်ကသူ့ထက်ကောင်းသွားမယ်ဆိုလို့ရှင် FPS ကဏ္ဍမ်းပဲရှိတော့မှာကျွန်တော် FPS ကပုံနေပြောမှဆိုရှင်လေကျွန်တော်ကအိုးမှာဗျာပြောမှဆိုရှင် Counter Strike တို့ shooting game တွေမဟုတ်ဘူးဆိုလို့ရှင်ဗျာ FPS ကနေရာထက်ကျော်ရင်ဘာမှမထူတော့300တွေပဲကြော်လဲဘာမှမထူဥမာ400ရတော့လဲဘာထူမှမလို့လဲ300တက်ဆန်လို့ရှိရင်ကနန်းတစ်ခုပဲပို့သွားတော့ကျွန်တော်မျက်စိနေနဲ့ဘာမှမခွဲပြားနိုင်တော့ဒါလုံးဝမခွဲပြားနိုင်တော့ပုံမှန်ဆိုရှင်များ200ကျော်ရင်တော့တော်တော်လေးကိုမထူတော့ဘူးအဲကြောင့်မလို့ကျွန်တော်က Full HD မှာဆိုလို့ရှိရင်5060 Ti 16ကတဲ့ပို့ပြီးသုံးဖို့မလိုအပ်ဘူးဒါ Full HD မှာသုံးတဲ့ကတ်ဆိုခုနပြောရတာဆိုရှင်တော့3050ရှိမယ်50ရှိမယ်5060ရှိမယ်5060 Ti ရှိမယ်ဒါ Full HD ပေါ့နော်တကယ်5060 Ti ကတော့ 2K resolution အတွက်သူက entry cap ဖြစ်သွားပြီအဲကျွန်တော်က 2K resolution တွားမယ်ဆိုလို့ရှိရင်ကျွန်တော်အနှိမ့်ဆုံးက5060 Ti ကျွန်တော်က 2K ကိုကျွန်တော်က recommend ပေးတဲ့ကတော့5080တို့5080 Ti တို့အဲ့ကတ်တွေကိုပို့ပြီး recommend ပေးတယ်ဘာကြောင့်လဲဆိုတော့အဲ့ကတ်တွေကပို့ပြီးတော့ 2K မှာဆိုလို့ရှိရင် FPS နည်းနည်းပို့ရမယ်ပို့လဲအဆင်ပြေပါတယ်နောက်တစ်ခုကကျွန်တော်က VRAM နဲ့စကားပြောတယ်ဗျကျွန်တော်က 2K resolution ဆိုလို့ရှိရင်ကျွန်တော် 8K VRAM တိတ်မလုံလောက်တော့ဘူးပြောအထူးသဖြင့် AAA တိုက်တဲ့ game တွေပေါ့ဗျာနောက်မှထွက်တဲ့ game တွေဆိုလို့ရှိရင်ပိုဆိုးတယ် 8K VRAM ပေါ်တယ်နဲ့ဖြစ်ပြီကျွန်တော်က 16GB ဖြစ်သွားတာနဲ့ဘာမှမပြောင်းမနဲ့ဥပမာပြ5060 Ti 8GB သုံးတာနဲ့5060 Ti 16GB သုံးတာနဲ့ကျွန်တော် Full HD မှာတွားသုံးမယ်ဆိုရှင်ဘာမှမကွာဘူး FPS လည်းမကွာဘူးကျွန်တော်ဒီလုံးဝအတူတူနီးပါးဝန်းကျင်လောက်ပဲရတယ်ဒါပေမဲ့အဲ့ဒီကတ်နဲ့ကတ်ကိုကျွန်တော်က 2K မှာတွားသုံးလိုက်တာနဲ့ VRAM အရန်စားတဲ့ game မှာတွားကြုံလိုက်တာနဲ့ 8K နဲ့ 16GB ရတဲ့ FPS ကဘာမှမဆိုင်တော့ဘူးအဲ့ကြောင့်ရှင် 16GB အများကြီးပို့ထွက်တယ်အဲကြောင့်မလို့ကျွန်တော်က 2K resolution တွားမယ်ဆိုလို့ရှိရင် 8GB VRAM တိတ်မလုံတော့ဘူးကျွန်တော်က 12GB တို့မဟုတ် 16GB လောက်မှပို့ပြီးတော့ကောင်းပါတယ်ဒါ 2K တွက်ဆိုလို့ရှိရင်တော့ entry က5060 Ti recommend တော့5090 Ti ဒါ 2K resolution gaming
အကယ်လို့ကျွန်တော်က 4K resolution gaming သွားမယ်ဆိုလို့ရှိရင် 4K မှာက entry က5080 Ti ဖြစ်သွားပြန်ပြီ5080 Ti က 4K gaming နိုင်တဲ့ကတ်လေးပါဒါပေမဲ့ 4K အတွက်ကသူက entry4K အတွက်တကယ် recommend ပေးတာ5080ကတော့ 4K ကိုလုံးဝ smooth လုံးဝဖြစ်တယ်ဗျာ FPS လည်း60တွေပဲကြော်တယ်ဗျာကျွန်တော်တို့တော်တော်များများတချို့ဒီ game တော်တော်များကြီးတွေဆိုရှင် FPS 100ကျော်200တွေပဲလည်းရတယ်ဒီနေရာမှာပေါ့နောက်တစ်ခုပြောချင်တာကကျွန်တော်ကအခုကျွန်တော်ကတ်ဝယ်မယ်ဆိုလို့ရှိရင်ဘယ်တော့မှဆို latest generation ကိုပို့ပြီးအားပေးတယ်။ဘာကြောင့်လဲဆိုတော့ latest generation ကသူက ray tracing တွေ DLSS တွေပိုကောင်းတယ်ဗျာ။အခုဆိုလို့ရှိရင်ဗျာကျွန်တော်ဒီ RTX 50 series ဆိုလို့ရှိရင်RTX 50 series ကတ်တွေဆိုဥပမာ50တို့5060တို့5080 Ti ပေါ့နော်။ရှေ့မှာ50နဲ့စားတဲ့ဟာအဲ့ဒါ50 series ကတ်တွေကြီးပဲ။အဲ့ကတ်တွေဆိုလို့ရှိရင်ဗျာ DLSS 4.5 support လုပ်တယ် CS မှာဒီ frame gen support လုပ်တယ်ပြီးလို့ရှိရင် dynamic မှာဒီ dynamic frame gen နဲ့ support လုပ်တယ်ပြောမှဆိုရှင်ဗျာကျွန်တော်ကဗျာအခုချိန်မှာဥပမာဗျာ40 60နဲ့ RTX 50ဆိုရင် performance တိတ်မကွာဘူး raw performance မကွာဘူးဒါပေမဲ့အခုချိန်ဘယ်ကဝယ်ရမလဲဆိုတော့50ပဲဝယ်ရမှာဘာကြောင့်လဲဆိုတော့ခုနကပြောတဲ့ DLSS version တွေကွာအောင်မယ် feature တွေအရန်ကွာတယ်အဲ့ feature ပုံမှာမူတည်ပြီးတော့ဗျာရလဲဘာမှမဆိုင်ဘူးဆိုတော့ RTX 40 series ဆိုရင်တော့ DLSS 4.0 ရမယ် 4.5 လည်းရမယ်ဒါပေမဲ့သူကခုနပြောသလို CS မှာဒီ frame gen တွေမရဘူး dynamic frame gen တွေမရအောင်ဒါပေမဲ့50ကတ်ကြတော့ CS မှာဒီ frame gen ရမယ် dynamic frame gen တွေရမယ်ပြောမှဆိုရှင်ဗျာ AI နဲ့ရလာတဲ့ FPS real FPS မဟုတ်ဘဲနဲ့ AI နဲ့လုပ်ပြီးတော့ရလာတဲ့ FPS boost တွေအများကြီးပိုရတယ်ပြောမှဆိုရှင်ဗျာကျွန်တော်မနိုင်တဲ့ game တွေကစားတဲ့အချိန်မှာကျွန်တော်ကDLSS on ရမယ် Nvidia ကတ်ဆိုလို့ရှိရင်ဥပမာ Radeon ကတ်တွေဆို FSR on ရမယ်ပေါ့ဗျာအဲ့ဒါ on လိုက်တာနဲ့ထွက်လာတဲ့ FPS ကတခြားစီဖြစ်သွားလိမ့်မယ်ကျွန်တော်ဒီ RTX 4.4 RTX 40ကတ်နဲ့ RTX 50ကတ်တွေကDLSS online မှာဆိုရတဲ့ FPS ကအရန်ကွာတယ်အဲ့ဒါကြောင့်မလို့ပါကျွန်တော်ကဆင်မယ်ဆိုလို့ရှိရင်တက်နိုင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကအဟောင်းကတ်တွေကိုမဆင်ပါနဲ့ကျွန်တော်ဒီ series အစ်စ်တွေဆင်တာတော့ပိုကောင်းပါတယ်အဲ့ဒါလေးလာရှင်းပေးတာပါအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်เนาะ